မေမေရဲ့ကဘာမနက်ခင်းစောစောမှာလှိုင်းလှိုင်းလေးနိုးလာတော့သူ့အမေတီတာကမီးဖိုချောင်ထဲမှာမနက်စာပြင်နေပြီမေမေကအမြဲတမ်းစောစောထပြီးအိမ်ကိုနှွေးထွေးအောင်လုပ်ပေးတယ်မေမေတီတာကလှိုင်းလှိုင်းလေးအတွက်ထမင်းကြော်လေးကိုတေချာလေးချက်ပေးတယ်မေမေလက်ရထမင်းကြော်ကအမြဲတမ်းအရသာအရှိဆုံးပဲကျောင်းသွားခံပြီးတော့မေမေကလှိုင်းလှိုင်းလေးရဲ့သပင်ကိုတေချာလေးကျစ်ပေးတယ်မေမေကျစ်ပေးတဲ့သပင်ကအမြဲတမ်းလှပပြီးတက်ရက်တယ်နေ့လယ်ဘက်မှာမေမေတီတာကခြံထဲကပန်းပင်လေးတွေကိုရေလောင်းတယ်ပန်းလေးတွေကမေမေလိုပဲလှပပြီးလန်းဆန်းနေကြတယ်ညနေရောက်တော့လှိုင်းလှိုင်းလေးကျောင်းကပြန်လာတယ်မေမေကသူ့ကိုပြုံးပြုံးလေးကြိုဆိုပြီးကြောင်းကြောင်းမေးမြန်းတယ်ညစာစားပြီးတော့မေမေကလှိုင်းလှိုင်းလေးကိုပုံမြင်တွေပြောပြတယ်မေမေအတန်ကနားထောင်လို့ကောင်းပြီးပုံမြင်တွေကလည်းစိတ်ဝင်စားစရာကောင်းတယ်အိယာဝင်ခံပြီးတော့မေမေကလှိုင်းလှိုင်းလေးကိုနဖူးလေးကိုနမ်းပြီးချစ်တယ်သမီးလေးလို့ပြောတယ်လှိုင်းလှိုင်းလေးကမေမေကိုအမြဲတမ်းချစ်နေမှာပါမေမေတီတာကလှိုင်းလှိုင်းလေးရဲ့ကဘာကြီးမှာအရေးကြီးဆုံးလူတစ်ယောက်ပါမေမေရှိလို့လှိုင်းလှိုင်းလေးရဲ့ဘဝကပြည့်စုံပြီးပျော်ရွှင်ရတယ်